ရှီဇိုကာမနေတဲ့တငယ်ချင်းတွေပေါ့နော်တိုကျိုဘက်ကိုဘယ်လိုသွားလဲကြမလဲဆိုရဟာကိုပြပြီးမယ်ပေါ့နော်ဒီရှီဇိုကာကနေတိုကျိုသွားလဲခြင်းနေဆိုရင်ဘယ်လိုသွားလဲရမလဲပေါ့နော်ရထားနဲ့သွားမလားကားနဲ့သွားမလားဒီရှင်းကန်ဆန်နဲ့ပဲသွားတာကောင်းမလားဆိုတဲ့ဟာကိုပြပြီးပေါ့နော်ပထမဆုံးဒီရှီဇိုကာကနေတိုကျိုသွားခြင်းနေဆိုရင်နီလန်3ခုနဲ့သွားလို့ရတယ်ပေါ့နော်ဘာလဲဆိုဒီဟိုဘတ်ကားပေါ့နော်ဒီ highway bus ကားရှိတယ်နောက်တစ်ခုကဒီရိုးရထားပေါ့နော်နောက်တစ်မျိုးကကျတော့ရှင်းကန်ဆန်ပေါ့နော်သူတို့3မျိုးနဲ့သွားလို့ရတယ်3မျိုးသွားတဲ့ကြာချိန်လေးဈေးနှုန်းနေဘယ်လိုကွာခြားချက်တွေရှိလဲဆိုတော့အခုဗီဒီယိုမှာပြပြပေးမှာပေါ့နော်ဒီပထမအဆုံးကတော့ highway bus ပေါ့နော် highway bus ကကြတော့ဘာကောင်းလဲဆိုတော့သူကဈေးသက်သာတယ်ဈေးကကြတော့သူက2800ကနေ3600လောက်ရှိတယ်ပေါ့နော်ဟိုသူကဘယ်လိုမျိုးလဲဆိုဟယာဝတီဆိုပြီးတော့ကွာလက်မှတ်ကိုနှစ်ပတ်လောက်ပေါ့နော်လည်းမကြိုဝယ်ထားတာတို့ဘာမှမဟုတ်ရင်လုံးဝခရီးသွားလာတဲ့လူမရှိတဲ့ယာတီမျိုးပဲဖြစ်ဖြစ်အဲ့လိုမျိုးဆိုရင်နည်းနည်းဟယာဝတီဆိုတဲ့လက်မှတ်နဲ့ကိုကဝယ်လို့ရတဲ့အချိန်နဲ့ကိုက်ရင်2800ပေါ့နော်ကိုကလက်မှတ်ကိုစောဝယ်မယ်ဆိုရင်2800အဲ့လိုပေါ့နော်ကိုအချိန်ရန်ကတ်မှဝယ်မယ်ဒါမှမဟုတ်ရင်ဒီခရီးသွားယာတီဖြစ်နေမယ်ဆိုရင်เนาะဒီ3200လောက်ပေးရတယ်ပေါ့နော်ဒါပေမဲ့အရန်ကိုလူများပြီးတော့အရန်ခရီးသွားယာတီဖြစ်တယ်ဆိုရင်3600နဲ့မှ600လောက်အထိပေးရတယ်လို့ပြောရပေါ့နော်ဒီကိုကတော့ဒီ3600အထိပေးမဝယ်ဘူးပေါ့နော်အချိန်2ရက်3ရက်လောက်ကတ်ဝင်နောက်ဈေးအများဆုံး3200 3300လောက်ပဲပေးရတယ်ပေါ့နော်ပုံမှန်အပြင်ကိုသွားမဲ့ရက်ကိုကြိုတည်တယ်ဆိုရင်လက်မှတ်ကိုကြိုဝယ်ထားမယ်ဆိုရင်ဒီ2800နဲ့ရတယ်ပေါ့နော်လက်မှတ်တွေကဘယ်လိုဝယ်လို့ရလဲဆိုတော့ဒီ Shizuoka Station မှာတော့ဝယ်လို့ရတယ်ပြီးတော့ဒါမှမဟုတ်ရင်ဒီဘယ်လိုပြောမလဲ application ရှိရပေါ့နော်လက်မှတ်ဝယ်လို့ရတဲ့ application ကနေပဲဝယ်လို့ကနေလဲဝယ်လို့ရတယ်ပေါ့နော်ပြီးတော့ဘေးမှတ်တိုင်တွေကနေစီးလို့ရလဲဆိုတာပေါ့နော်ပြပြရမယ်ဆိုဒီ Shizuoka Station ပေါ့နော်Shizuoka Station ကနေလဲစီးလို့ရတယ်နောက်တစ်ခုကကျတော့ဒီ Shin Shizuoka Station ကနေလဲစီးလို့ရတယ်ဒီအနီးနားမှာနောက်တစ်ခုပါရှိသေးတယ်ဆိုတော့ဒီရှိမီဇူလည်းရှိတယ်ဖူဂျီတို့ပါတော့အဲ့ဘက်တွေကနေစီးလို့ရပါဘောနော်တခြားဘူတာတွေကကျတော့ဒီကိုလည်းတိတ်မစီဘူးတော့မသိဘူးဆိုပေမဲ့ဒီကိုနဲ့အနီးဆက်ဆုံးပဲဘူတာတွေရှိလဲဆိုတော့ဘောနော်နည်းနည်းရှာကြည့်ရင်တွေ့မယ်လို့ထင်တယ်ရှာကြည့်ဘောနော်ပြကြာချိန်ကကျတော့ဒီကနေတိုကျိုဘောနော်တိုကျိုထိကိုဘယ်လောက်အချိန်ကြာလဲဆိုတော့အချိန်3နာရီကျော်လောက်ကြာတယ်3နာရီမိနစ်20 3နာရီ28 3နာရီကွပြီးတော့ဒီကားနဲ့သွားတယ်ဆိုရင်တခုတော့ရှိရသေးတယ်ဒီကားရမ်းကြက်တဲ့အချိန်တွေဆိုရင်တော့3နာရီခွဲ4နာရီလောက်ကြာတယ်ပေါ့နော်ဟိုတော်တော်လေးကိုကားချစ်တဲ့ခါတွေဆိုရင်9နာရီလောက်ထိသွားတဲ့အခါမျိုးရှိဘူးတယ်ပေါ့နော်အဲကြောင့်မို့ကအရင်အရေးမကြီးဘူးဆိုရင်တော့ဒီကားနဲ့သွားပေါ့နော်ဈေးလည်းတက်တာတယ်ကိုအရေးကြီးတယ်ဆိုရင်တော့ဒီကားအချိန်သိမ့်မတီးကြတတ်ဘူးပေါ့နော်နည်းနည်းအရင်ကားချစ်သွားတဲ့အခါတွေကြာဟရင်နည်းနည်းနောက်ကျတယ်လို့သတိထားတာကောင်းတယ်ပေါ့နော်တိုကျိုရောက်ရင်ဘယ်နားတွေမှာပေါ့နော်ဘယ်မှတ်တိုင်တွေမှာဆင်းလို့ရလဲဆိုရင်ဒီဂျာဘူတာတွေကတော့တစ်ချက်စုံစမ်းကြည့်ပါပြီးတော့အဆုံးသက်ဘူတာတွေကတော့ဒီတိုကျိုအေခီရှိတယ်နောက်တစ်ခုကကျတော့ဒီရှီဘူယရှိတယ်နောက်တစ်ခုကရှင်ဂျူခုပေါ့နော်အဲ့ဒီ၃မျိုးပေါ့နော်ဒါမှမဟုတ်ကိုကဒီတိုကျိုတို့ရှင်ဂျူခုတို့ရှင်ဘူယတို့မှာမစင်းကျင်ဘူးဆိုရင်ဒီဗာလဲတိုကျိုဒစ္စနီလန်ရှိရလေဒစ္စနီလန်ထိသွားခြင်းနေဆိုရင်လည်းဒီရှီဇိုကာနဲ့တိုကျိုဒစ္စနီလန်ကိုပြေးဆွဲပေးနေတဲ့ဘတ်ကားရှိရပေါ့နော်သူအဲ့ဒီတနေ့ကိုတစ်ခေါက်ပဲပြေးဆွဲရတဲ့မနေ့အစောကြီးအတော်ကနေအပြန်ဆိုရင်ဟိုဘက်ကညနေပိုင်းပြန်ထွက်လာပြီးတာပေါ့နော်အဲ့လိုမျိုးတစည်းရှိတယ်ဒစ္စနီလန်ကိုသွားခြင်းလည်းရှီဇိုကာနဲ့ဘတ်ကာနဲ့သွားလို့ရတယ်ပေါ့နော်ဒီရှီဇိုကာကနေပြီးတော့နောက်တစ်ခုလေစိတ်ကိုသွားခြင်းနေဆိုရင်လည်းလေစိတ်အထိသွားလို့ရတယ်ဒီဘတ်ကာရှိရပေါ့နော်ဒီဘတ်ကာနဲ့သွားတဲ့အာတာချက်ကတခုကကျတော့ဗာလဲဆိုခရီးဆောင်80ဆိုရင်သူကဒီကားရဲ့ one bike ထဲမှာထည့်လို့ရတယ်ပေါ့နော်အဲ့တော့ကိုကတည်သွားကြရမလို့ပဲနဲ့အေးစီပြီးတော့နောက်တစ်ခုရှိတာကျတော့ဒီကိုကပြောင်းစည်းကြမလို့ကိုတစင်နေပဲကိုသွားချင်တဲ့နေရာအထိကိုဒီကားပေါ့နော်ဓာတ်ရိုက်သွားတယ်ဂျားထဲမှာပေါ့နော်ပြောင်းစည်းကြမလို့တဲ့အတွက်အဲ့ဒီဟာတစ်ချက်လဲကောင်းတယ်ပေါ့နော်နောက်ထပ်ဒုတိယရှီဇိုကာနဲ့နောက်ထပ်ဒုတိယအနေနဲ့ပေါ့နော်သွားလို့ရတာဗာလဲဆိုရိုးရထားပေါ့နော် GR line နဲ့သွားမယ်ပေါ့နော်ရိုးရထားနဲ့သွားမယ်ဆိုရင်အချိန်ကဒီကားနဲ့သွားတာထက်နည်းသက်တာတယ်ပေါ့နော်ရထားဆိုတော့အချိန်မှန်တယ်သိရမှာဂျပန်ကားနဲ့သွားတာထက်အချိန်သူကနည်းနည်းပိုတီးကြတဲ့အတွက်ပုံမှန်တယ်သူကလည်းအချိန်3နာရီဝန်းကျင်လောက်ကြာတယ်ပေါ့နော်3နာရီဝန်းကျင်လောက်ကြာတယ်ဒါပေမဲ့သူကတိုရှီဇိုကာနဲ့တိုကျိုတီကိုဓာတ်ရိုက်မရောက်ဘူးဓာတ်ရိုက်မရောက်ဘဲနဲ့သူကဂျားမှာပေါ့နော်ဒီအတာမီမှာတဆင့်ပေါ့နော်ပြောင်းစီးရတယ်အတာမီမှာပြောင်းစီးရတယ်သူအတာမီကနေပြီးတော့တိုကျိုဓာတ်ရိုက်သွားတယ်ပေါ့နော်တိုကျိုဒါမှမဟုတ်ကိုကဒီဦးအဲနော့သူကဦးအဲနော့ထိစုံနေရထားတွေရှိရဆိုလေကိုတိုကျိုဦးအဲနော့ဈေးထိဓာတ်ရိုက်သွားခြင်းနဲ့ဆိုရင်ဒီအတာမီကနေဦးအဲနော့ကိုဓာတ်ရိုက်စီးသွားပါတော့ဒီရှီဇိုကနေအတာမီဘူတာကိုသွားအတာမီကနေပြီးတော့ဒီတိုကျိုဒါမှမဟုတ်ရင်ဒီဦးအဲနော့ပေါ့နော်အဲ့ဘက်ကိုသွားလို့ရတယ်ပေါ့နော်အဲ့တော့ဦးအဲနော့ဈေးတို့ဦးအဲနော့ပန်းချံတို့တင်မလားဦးအဲနော့တရိတ်ဆန်ယုံတို့ပါလို့ဆိုရင်ဒီအတာမီကနေစင်ပြောင်းစီးရနေဓာတ်ရိုက်သွားလို့ရတယ်ပေါ့နော်သူကတော့ကြာချိန်3နာရီလောက်ဒီ
ယထာကနေဒါ3410ဝင်ကျင်ပေါ့နော်ကိုကတခြားရှိစိုးကနေမဟုတ်ပဲတခြားနေရာနေစီးမဲ့ဆိုရင်တော့ဒီ3000ကျော်4000ဝန်းကျင်လောက်သွားကြမယ်ပေါ့နော်ပြီးတော့ဒီယထာရိုးယထာနဲ့မဟုတ်ပဲရှင်းကန်းဆန်နဲ့သွားမယ်ဆိုရင်ဘယ်လောက်ကြာမလဲဆိုရှင်းကန်းဆန်တွေကတော့ထူပြီးပြပြကြမလို့လောက်ထင်တယ်ပေါ့နော်ရှင်းကန်းဆန်နဲ့ဆိုရင်တော့ဒီယထာက9800 6000ကျော်9000ဝန်းကျင်ပေါ့နော်အဲ့လိုမျိုးကြာပါတယ်ရိုးရိုးပေါ့နော်သူကရှင်းကန်းဆန်နဲ့သွားမယ်ဆိုရင်ကြာချိန်ကဘယ်လောက်လဲဆိုတော့ဒီပေါ့နော်ခိုသားမဟုတ်ဘူးဆိုရင်ခိုသားမဆိုရင်တော့ပိုကြာတယ်တဲ့ခိုသားမဆိုတနားရီခွဲဝန်းကျင်လောက်ကြာပါတယ်ဟီကာရီနဲ့ဆိုရင်တော့ဒီတနားရီလောက်ပဲပေါ့နော်မိနစ်50 45မိနစ်တော့မဟုတ်တနားရီလောက်ပဲကြာတယ်ပေါ့နော်ရှီဇိုကာနဲ့တိုကျိုအထိပေါ့နော်ဒါပေမဲ့တခုရှိတာကဒီရှင်းကန်းဆန်စီးမယ်ဆိုရင်ဒီရှီဇိုကာဘူတာဒါမှမဟုတ်ရင်ဒီတည့်မလားဒီတခြားရှီဇိုကာမြို့မှာနေတဲ့လူတွေမဟုတ်ဘူးဆိုရင်ဒီရှီဇိုကာကိုလာစီးရတယ်ပေါ့နော်ဒါမှမဟုတ်ရင်ဖူဂျီတို့ကတော့အဲ့ဒီမှာသွားပြီးတော့စီးရတယ်ပေါ့နော်အဲ့တော့ရှင်းကန်းဆန်နဲ့သွားမယ်ဆိုရင်တော့ဈေးနည်းနည်းပို့ပေးရပါမယ်အကောင်းဆုံးနဲ့အမြန်ဆုံးပါလို့ဒီဘတ်ကားနဲ့သွားခြင်းနဲ့ဆိုရင်တော့ပေါ့နော်ဘတ်ကားလက်မှတ်ဝယ်ရမယ့်နေရာတွေဘတ်ကားဘယ်နာကနေစီးရမလဲဆိုတာတွေကိုဒီ travel google အကောင့်ထဲမှာတင်ထားပေးပါတယ်ပေါ့တခြားဒီရှင်းကန်းဆန်တို့ပါတော့ပေါ့နော်ရှီဇိုကာမှာနေပြီးတော့တိုကျိုသွားဖို့လက်မှတ်မဝယ်တတ်ဘူးယထာကံမလုပ်တတ်ဘူးဆိုရင်အကယ်ဝတ်တရှိဒီရှီဇိုကာဘူတာနဲ့နီးရဆိုတော့လေဒီကိုအခုပေါ့နော်မက်ဆေ့တွေပို့လာပေးမယ်ဆိုရင်ပေါ့နော်ဒီပေါ့နော်စားပို့လာပေးမယ်ဆိုရင်ဒီဝတ်တရှိပိတ်ရက်နဲ့ကြုံနေဆိုရင်ပိတ်ရက်တူတယ်ဆိုရင်လိုက်ပြီးလုပ်ပေးမယ်ပေါ့နော်အကြောင်းမလာပြီးတော့message ပို့ထားရမယ်ဆိုရင်လိုက်ပြီးတော့ကူညီပေးပါမယ်လို့အခက်အခဲရှိတဲ့တငယ်ချင်းတွေရှိရင်တခြားသိချင်တာရှိရင်လည်းမေးခဲ့လို့ရပါတယ်လို့